Windows 11 ကွန်ပျူတာတွေမှာ Internet Speed ကိုပုံမှန်မြန်ဆန်စေဖို့အတွက်လှုပ်ဆောင်ရမယ်အဓိကချက်၄ချက်နံပါတ်1ချက်ကတော့ DNS server ပြောင်းတာပါ Windows ရဲ့ပုံမှန် DNS အစားပုံမြန်တဲ့ Publish DNS တွေကိုပြောင်းသုံးတာက website တွေဖွင့်တာကိုပုံမြန်စေပါတယ်အဲ့ဒီအတွက် setting ကိုတွားလိုက်မယ်ပြီးရင် network နဲ့ internet ကိုတွားပါပြီးရင်တော့ဒီ Wi-Fi ပေါ်မှာတစ်ချက်နဲ့ရမယ်ပြီးရင်တော့အောက်ဆုံးမှာရှိတဲ့ hardware property ကိုဝင်လိုက်ပါပြီးရင်တော့ DNS server assignment ရဲ့ဘေးက edit ကိုနှိပ်လိုက်ပါအဲ့တော့ဒီနေရာမှာ automatic DHCP နေရာမှာ manual ကိုပြောင်းလိုက်ပါပြီးရင်တော့ IPv4 ကိုဖွင့်လိုက်ပါမယ်ပြီးရင်ဒီမှာ preferred DNS နေရာမှာဒီ Cloudflare DNS ဖြစ်တဲ့14လုံးဒါမှမဟုတ်ရင် Google DNS ဖြစ်တဲ့14လုံးကိုကြိုက်ရထည့်လို့ရပါတယ်ဒီမှာဥပမာအနေနဲ့တော့ Cloudflare ရဲ့ DNS ဖြစ်တဲ့14လုံးကိုထည့်လိုက်ပါမယ်ပြီးတော့ရင်တော့ preferred DNS encryption နေရာမှာတော့ဒီ encrypted only ဆိုတာလေးကိုရွေးလိုက်မယ်ပြီးရင် alternative DNS နေရာမှာတော့ Cloudflare ရဲ့ alternative DNS ဖြစ်တဲ့1001ကိုထည့်ပေးလိုက်ပါမယ်1.0.1.0.1 ပေါ့နော်ထည့်ပေးလိုက်မယ်ပြီးရင်ဒီ alternative DNS encryption ကိုလည်း encrypted only ကိုရွေးပေးလိုက်ပါမယ်နံပါတ်2ချက်ကတော့ delivery optimization ကိုပိတ်တာပါ Windows 11မှာ Windows update တွေကိုတခြား set တွေကို update လုပ်ဖို့အတွက် setting ပါလာတယ်အဲ့ကောင်ကပါလဲဆိုတော့ background မှာဒီ internet connection ကိုသူကသုံးနေတတ်တယ်ပေါ့နော်အဲ့အတွက် internet connection တွေ speed တွေလေးရမျိုးတွေဖြစ်တယ်ဆိုတော့သူ့ကိုသွားပိတ်ချင်တယ်ဆိုတော့ဒီ setting တွေကိုသွားမယ်ပြီးရင်ဒီအောက်မှာ Windows update ကိုဝင်လိုက်မယ် Windows update ထဲသွားပြီးရင်ဒီမှာ advanced option ကိုဆက်သွားပါအဲ့ထဲမှာဒီမှာ delivery optimization ဆိုတာလေးရှိမယ်သူ့ကိုတစ်ချက်နှိပ်ဝင်လိုက်မယ်အဲ့တော့ဒီနေရာမှာဒီကောင်လေး on နေရဆိုရင်ဒီကောင်လေးကို off လုပ်ပေးလိုက်ပါနံပါတ်3ချက်ကတော့ meter connection ကိုပိတ်တာပါ meter connection ဖွင့်ထားမယ်ဆိုရင်တော့ Windows က internet သုံးစွဲမှုတွေကိုကန့်သတ်ထားတဲ့အတွက်ကိုယ့်ရဲ့ speed ကအပြည့်မရတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ meter connection ကိုပိတ်ဖို့ရအတွက် setting ကိုသွားမယ်ပြီးရင်ဒီ network နဲ့ internet တွေကိုသွားမယ်ပြီးရင်ဒီ Wi-Fi ပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကိုချိန်ထားတဲ့ Wi-Fi property လေးပေါ်မှာတစ်ချက်နှိပ်ဝင်လိုက်မယ်ပြီးရင်ဒီမှာ meter connection ဆိုတာတွေ့ပါလိမ့်မယ် on ထားတယ်ဆိုရင်သူ့ကို off လုပ်ပေးလိုက်ပါနံပါတ်4ချက်ကတော့ network driver ကို update လုပ်တာပါကိုယ့်ရဲ့ set မှာရှိတဲ့ဒီ network driver က update မဖြစ်ဘူးဆိုရင်လည်းပဲ internet သုံးရတာနေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ network driver ကို update လုပ်ဖို့ရအတွက်တော့ဘယ်ကနေသွားမလဲဆိုရင်ဒီ start ပေါ်မှာ right click နှိပ်မယ်ပြီးရင် device manager ကိုဝင်လိုက်ပါပြီးတော့ရင်တော့ဒီ network adapter အောက်မှာရှိတဲ့ Wi-Fi wireless network adapter ပေါ်မှာ right click နှိပ်လိုက်ပါပြီးရင် upgrade driver ကိုသွားပါပြီးရင်တော့ search automatically for driver ကိုရွေးပေးလိုက်ပါဒါဆိုရင်လိုအပ်တဲ့ driver တွေကိုသူက update လုပ်ပြီး install လုပ်ပေးသွားပါလိမ့်မယ်ဒါဆိုရင်တော့ internet သုံးစွဲရတာပုံမှန်မြန်ဆန်သွားစေမှာဖြစ်ပါတယ်